self love လို့ခေါ်တဲ့ကိုချစ်တတ်ခြင်းအမှုပညာထဲမှာကိုနှစ်သက်တဲ့အရာလေးတွေကိုဝတ်ဆင်ခြင်းဟာလည်းကိုချစ်တတ်ခြင်းတစ်မျိုးပါပဲဒီနေ့ဝတ်ထားတဲ့ outfit နဲ့ပတ်သက်ပြီးတော့အရာလေးတွေအကြောင်းကိုလည်းမျှဝေပေးချင်ပါတယ်ကေခုဝတ်ထားတာကတော့အဝါရောင် top လေးပါpsychology ရကြည့်မယ်ဆိုရင်အဝါရောင်ကနေရောင်ခြည်ကိုစားပြုထားတဲ့အတွက်ကြောင့်မလို့ပျော်ရွှင်ခြင်းတက်ကြွခြင်းနဲ့အကောင်းမြင်စိတ်ကိုလည်းပေးစွမ်းပါတယ်ပြီးတော့အဝါရောင်ဝတ်ဆင်ခြင်းကလည်းကို confident ပေါ့နော် self confidence ရှိရပုံပေါက်စေပါတယ်ဒီနေ့ရဲ့ outfit ကတော့ကီကအဝါရောင် top ရဲ့အနက်ရောင် skirt လေးကိုတွဲဆက်ပြီးတော့ဝတ်ထားပါတယ်အဝါရောင်ရဲ့တောက်ပမှုကိုအနက်ရောင်ကထိန်းပေးတဲ့အတွက်ကြောင့်မလို့ကြည်ရအရင်ဆင်ပြေပါတယ်ကိုလုံးဝါရောင်ပဲဝတ်တာထက်ပေါ့နော်အနက်တို့အဖြူတို့ဒါမှမဟုတ် grey color လိုမျိုးတည်ငြိမ်တဲ့အရောင်တွေနဲ့တွဲဖက်ဝတ်ဆင်တာပို့ပြီးတော့ elegant ဖြစ်စေပါတယ်အနက်ရောင်ကကြတော့ထာဝရလုံးဝမယိုးနိုင်တဲ့အရောင် timeless classic color လို့တောင်ခေါ်ကြရဲပေါ့နော်ပြီးတော့အနက်ရောင်ကအရန်ရိုးရှင်းပေမဲ့တကယ်ကို smart ကြတဲ့ feeling ကိုလည်းခံစားရစေပါတယ်လိုက်ဖက်တဲ့အရောင်လေးအကြောင်းလည်းကီတီတလောက် share ပြီးဆိုတော့အခုကီကဒီအဝါရောင် top လေးရဲ့အနက်ရောင် skirt လေးရဲ့ဖနက်ကိုတော့ nude color တွေက blocky လေးကိုရွေးထားပါတယ် accessory အနေနဲ့ကတော့ကီကနှစ်ကွင်းလေးတစ်ခုပဲပန်ထားရဆိုပေမဲ့နေကမျက်မှန်အရာကြိုက်တဲ့အတွက်ကြောင့်မလို့ဘဲသွားပါတဲ့မျက်မှန်လေးကတော့မရှိမဖြစ်ပေါ့နော်ကိုက outfit ကိုရွေးရခက်နေတိုင်းအဝါနဲ့အနက်အတွဲဆက်လို့လည်းရွေးကြည့်နော်